မင်းတို့ဘဝမှာအယုံကြည်ရဆုံးလူစီကနေအဆိုးရွားဆုံးတစ္ဆာဖောက်ခံရရင်ဘယ်လိုလုပ်မလဲစဉ်းစားကြည့်ဟုတ်ပါတယ်ဇလန်းလေးကတော့စုချင်းရန်ဆိုတဲ့မိန်းကလေးနဲ့စတာပဲသူမကလုံးဝအချစ်ကြီးတဲ့သူချစ်သူအတွက်ဆိုအရာရာဆုံးလို့ဖို့ဝန်မလေးခဲ့တဲ့သူပေါ့ဒါပေမဲ့အဲ့ဒီမှာတင်ပြဿနာကစတာပဲမင်္ဂလာဆောင်ဖို့တရက်အလိုမှာသူမထင်မှတ်မထားတဲ့အမှောင်ရိပ်တစ်ခုကိုတွေ့လိုက်ရတယ်သူမချစ်ရတဲ့ယောက်ျားကတခြားမိန်းကလေးတစ်ယောက်နဲ့အတူရှိနေပြီးအဲ့ဒီမိန်းကလေးကလည်းကိုဝင်ရှိနေတယ်ဆိုတာသိလိုက်ရတဲ့အချိန်မှာသူမရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားတယ်လို့ပါပဲဘယ်သူကထင်မှလဲဒီလောက်တောင်ရက်ဆက်လိုက်မယ်လို့ပေါ့စုချင်းရန်ကဝမ်းနဲ့နေပေမဲ့သူမရဲ့မျက်လုံးထဲမှာဒေါသတွေကတောက်လောင်နေတယ်သူမကိုအတုံးချပြီးအိမ်အောင်ပြုဖို့ကြိုးစားနေတဲ့သူ့ရဲ့မျက်နှာဖုံးကိုသူမခွာချဖို့ဆုံးဖြတ်လိုက်တယ်တိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီအချိန်မှာပဲအခြားတစ်ဖက်ကလည်းအဖြစ်အပျက်တွေကရှုပ်ထွေးလာတယ်ယောက်ျားဖြစ်သူကငါ့ကိုနားလဲပေးပါဆိုပြီးလာချော့ပြန်တယ်ဒါပေမဲ့မထင်မှတ်ထားတာကစုချင်းရန်ကသူမရဲ့ယူသွတ်လောက်အောင်ချစ်ခဲ့တဲ့အချစ်တွေကိုအဲ့ဒီညမှာပဲအဆုံးသတ်လိုက်ပြီးသူ့ရဲ့စစ်မှန်တဲ့ရုပ်တဏ္ဍာန်ကိုလူတွေရှေ့မှာဖော်ထုတ်ဖို့ပြင်ဆင်လိုက်တာပါပဲအဆုံးမှာတော့စုချင်းရန်ကဘသူမျက်နှာမှမထောက်တော့ဘူးသူမရဲ့တိတ်ခါကိုသူမပြန်ယူဖို့ဆုံးဖြတ်လိုက်တယ်မင်္ဂလာပွဲမှာလူတွေအများကြီးအရှိမသူတို့ရဲ့စစ်မှန်တဲ့တရုတ်မှန်ကိုဖွင့်ချလိုက်တဲ့အခါမှာတော့အကုန်လုံးကအံ့ဩသွားကြတယ်သူမကတော့အေးစစ်စစ်ပဲလှည့်ထွက်သွားခဲ့တယ်ဒီဇက်ကားလေးကိုသဘောကျတယ်ဆိုတင်ငယ်ချင်းတို့အသေးလေး follow လေး comment လေးရေးပေးခဲ့ဦးနော်နောက်ပိုင်းမှာထပ်တွေ့ကြမယ်